မနေ့ကကျွန်မကျောင်းနေမှာဒီဖြစ်တတ်တဲ့ဒီအသွင်ပြင်းနဲ့တွေးခွဲတဲ့ပြဿနာ post တင်လိုက်တယ်ပေါ့နော်အဲ့ဒီမှာထိုင်းမှာလှုပ်နေကြတယ်ကျမတို့ဒီမြန်မာဆရာမလေးတွေလာအများကြီးလာရင်ဖွေးကြတာရှိတယ်ပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်နေရတဲ့အကြောင်းပေါ့နော်အထူးသဖြင့်ဒီအပေါ်ကိုတမျိုးပြောပြီးတော့သူတို့ကိုကြတော့ for information တွေပေးအချင်းချင်းပေါ့နော်ပေါ်နဲ့အောက်နဲ့မတည့်အောင်လုပ်တာပေါ့နော်ပြီးရင်အပေါ်ကလူကလည်းကိုဒီအောက်ကဒီကိုမြန်မာဆရာမလေးတွေအမြင်မကြည့်အောင်လုပ်တာပေါ့နော်အဲ့လိုမျိုးပုံစံတွေမျိုးတွေသူတို့လည်းကြုံနေရတဲ့အကြောင်းလာပြီးတော့ရင်ဖွင့်ကြတာပေါ့နော်အမအနေနဲ့ဒီမှာအကြံတစ်ခုပေးချင်တာပေါ့နော်ဒါမြန်မာဟန်အကြံပေါ့နောက်တစ်ခါကျရင်အဲ့လိုမျိုးကိုတယောက်ရဲ့အကြောင်းပေါ့နော်အပေါ်က management လုပ်တဲ့သူတွေပဲဖြစ်အပေါ်က boss ကိုပဲဖြစ်ကိုအချင်းချင်းကိုမတဲ့စေချင်လို့ပဲဖြစ်ကိုအချင်းချင်းအကြောင်းပဲဖြစ်နောက်တစ်ခါဒီလူကနင့်ကိုဒီလိုပြောတယ်ဒီလူကနင့်ကိုဒီအကြောင်းတွေပြောနေတယ်နင့်ကိုဒီလိုမကောင်းပြောနေတယ်လို့လာပြောရင်ဘာမှပြန်မပြောနဲ့ဒေါသလည်းမထွက်နဲ့ပြီးရင်တစ်ဖက်ပြောတဲ့သူအပေါ်မှာလည်းအော်ငါ့ကိုဒီလိုပြောရကောင်းလားဆိုပြီးတော့စိတ်မကောင်းလည်းမဖြစ်နဲ့အဲ့ဒီလာပြီးတော့တည်င်းပေးတဲ့သူကိုဒီတိုင်းပဲအေးစစ်စစ်ကြည့်ပြီးတော့ဟုတ်လားထူးဆန်းတယ်နော်နေ့เจ้าကိုလည်းငါ့ကိုဒီလိုပြောတယ်ဆိုပြီးတော့လေ psycho hit ထည့်ပေးလိုက်တာကိုကျမတို့ psychological hit လုပ်တယ်လို့ခေါ်တာပေါ့နော်ဟိုမျိုးပြန်ပြောပေးလိုက်အဲ့ဆိုရင်ဘာဖြစ်မလဲဆက်ဆောက်ကြည့်ပေါ့နော်ပြီးရင်အဲ့ဒီမှာမပြီးသွားနဲ့သူပြောတဲ့စကားတွေသူပြောတဲ့အချက်လက်တွေမှန်အဲ့ဒီဗာလေဒီလူကဒီလိုပြောပါတယ်ဆိုတာကိုအဲ့ဒီသူပြောတဲ့သူသွားပြီးတော့ဒီ information ကိုယူပြီးတော့သွားမေး confirm သွားလုပ်ပေါ့နော်တခါတည်းဟုတ်လားဒီလိုပြောတာဟုတ်လားဒီလူကဒီလိုပြောတယ်ပေါ့ဟုတ်လားဆိုတာ confirm သွားလုပ်ပါအဲ့လိုမျိုးလုပ်ခြင်းအပြင်တကယ်လို့များပေါ့နော်အဲ့ဒီပြောတဲ့သူကသူပြောတာဟုတ်တယ်ဆိုရင်တောင်မှနောက်တစ်ခါကို့အကြောင်းကိုအဲ့လိုမျိုးအခြားလူနဲ့ဖလှယ်တာတွေပြောဆိုတာတွေမလုပ်ရတော့ဘူးဆိုတော့အချင်းချင်းယုံကြည်မှုပြတ်သွားတာပေါ့နော်တကယ်လို့များမဟုတ်ခဲ့ဘူးသူပြောတာမဟုတ်ခဲ့ဘူးဒီလူကတမင်သက်အဲ့လိုမျိုးဟို manipulate လုပ်ပြီးတော့ဖန်တီးပြောဆိုတာဆိုရင်ဒီလူကဒီလိုမျိုးဂျားကန်ဒီ manipulate လုပ်နေတယ်ဆိုတာ export ဖြစ်သွားတယ်ပေါ့နော်ဟို export ဖြစ်သွားရင်နောက်ပိုင်းကျရင်သူကိုယ်တိုင်လည်းအဲ့လိုမျိုးမလုပ်တော့ဘူးအချင်းချင်းအနည်းဆုံးတော့အချင်းချင်းဟိုယုံကြည်မှုတွေမရှိကြတော့တဲ့အခါကျတော့နောက်တစ်ခါပြောမယ်ဆိုရင်တော့မှစဉ်းစားသွားတယ်ပေါ့နော်ငါပြောရင်သူတို့ပြန်ပြောမလားချင်းချင်းပြဿနာတက်ကြမလားအဲ့လိုမျိုးစိတ်ပူပြီးတော့ဒီ gossip ပြောတာတွေအချင်းချင်းတွေးခွဲတာတွေ manipulate ပြောတဲ့အသင်းပြင်းကိစ္စတွေမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးလုပ်ကြည့်ပါလို့အကြံပြုပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်